လက်တွေ့ဘဝရဲ့ပင်ပန်းမှုတွေဖြည့်ရှင်းရခက်တဲ့ပြဿနာတွေကနေဝေးရကိုထွက်ပြေးဖို့ဖုန်းစကရင်နောက်မှာပုံနေမိခြင်းဟာခေတ်သစ်လူငယ်တွေရဲ့အကြီးမားဆုံးသောအလေးအကျင့်တစ်ခုဖြစ်လာပါတယ်။ ဂိမ်းဆိုတာစီးရီးတွေတစ်ပိုင်းတစ်ပိုင်းဇောက်ချကြည့်တာဒါမှမဟုတ်လူမှုကွန်ရက်ပေါ်မှာအချိန်ကုန်ဆုံးနေတာတွေကခဏတာစိတ်သက်သာရရတယ်လို့ထင်ရပေမဲ့တကယ်တော့ဒါဟာလက်တွေ့ဘဝရဲ့ဖိအားတွေကိုမျက်ကွယ်ပြုထားတဲ့ထွက်ပြေးခြင်းမှာပဲဒီလိုစိတ်ကူးရင်ကဘာထဲမှာပဲအချိန်အကြာကြီးထိုင်မိနေတဲ့အခါလက်တွေ့မှာဖြစ်ရှိရမယ့်ကိစ္စတွေကပိုပြီးစုပုံလာပြီးစိုးရင်စိတ်တွေကိုပုံမကြီးထွားလာစေပါတယ်။ Digital ကဘာကပေးတဲ့အတုအယောင်စိတ်ကျဉ်းမှုတွေနောက်မှာမုန်းကျင်နေခြင်းကကိုယ့်ရဲ့တကယ့်ရှင်တန်နေမှုကိုတဖြည်းဖြည်းချင်းဝါမြူသွားတတ်တာပါ။ပြဿနာတစ်ခုကိုရင်ဆိုင်ဖြေရှင်းရမယ့်အစားဖုန်းထဲမှာပဲအာရုံလွှဲနေခြင်းကခဏတာအေးချမ်းမှုကိုပေးနိုင်ပေမဲ့စကရင်ကိုပိတ်လိုက်တဲ့အခါလက်တွေ့အမှန်တရားကပိုပြီးခါးသိမ်းစွာစောင့်ကြိုနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်လက်တွေ့ဘဝကနေထွက်ပြေးနေမယ့်အစားရင်ဆိုင်ဖြေရှင်းဖို့တတိမွေးခြင်းကသာအကောင်းဆုံးသောနည်းလမ်းပါဖုန်းစကရင်ကိုခဏချထားပြီးကိုရှိကအခက်အခဲတွေကိုတကူချင်းစီကင်တွယ်ကြည့်တဲ့အခါမှာစိတ်ကူးရင်ကဘာကမပေးနိုင်တဲ့တကယ့်အောင်မြင်မှုအရသာကိုခံစားရမှာဖြစ်ပါတယ်။အဲဒါကြောင့်အတုအယောင်စိတ်ကျဉ်နှံ့ပုံတွေထဲမှာပဲပိတ်မိမနေပဲကိုယ့်ရဲ့လက်တွေ့ဘဝကိုပိုပြီးအတိတ်ပဲရှိအောင်ပြန်လည်ပုံဖော်ကြည့်လိုက်ပါလို့တိုက်တွန်းလိုက်ပါရစေနော်